ချိန်ပေးလဲစားလည်းမထူတော့ပါဘူးအချိန်ပေးလိုက်ပါလို့ခုတော့နော်ဒီမှာကျေးဇူးအကြောင်းနော်မနေ့တနေ့မှရောက်လာပြီးတော့ကျေးဇူးအကြောင်းရန်ခံစားရတယ် IPPC တင်းနေတယ်နော်ဖျားရဲ့ကျေးဇူးအပြင်အိမ်ဝယ်တဲ့လူတွေတော်များလာပြီပေါ့ဆိုတော့ဒီနိုင်ငံမှာမွေးပြီးမှလမ်းဘေးရောက်နေတဲ့လူတွေအများကြီးရှိတယ်မိတ်ဆွေဒါပေမဲ့ကျွန်တော်တို့တနေ့နဲ့တနေ့ကောင်းချီးခံစားရတယ်ဖျားရဲ့ကောင်းမြတ်ခြင်းတွေကကျွန်တော်စဉ်းစားမယ်ဆိုတော့မကုန်နိုင်ဘူးဆိုတော့ဒီအိမ်ဝယ်တဲ့အကြောင်းလေးကိုကျွန်တော်စဉ်းစားရင်းနဲ့ကျွန်တော်အိမ်၄မျိုးအကြောင်းကျွန်တော်ဒီနေ့နေငယ်ကျွန်တော်ပြောပြချင်ပါတယ်လို့ပထမအိမ်ကတော့တအိမ်ဖြစ်ပါတယ်တအိမ်ကျွန်တော်လူတိုင်းကမိခင်ရဲ့ဝန်ထဲတအိမ်ထဲကနေကျွန်တော်ထွက်ရပါတယ်ဘယ်လောက်ချမ်းသာတဲ့လူဘယ်လောက်ဆင်းရဲတဲ့လူဖြစ်ဖြစ်6လလွယ်10လခွာလို့ပေါ့နော်ငါအရန်ချမ်းသာတော့ပြင်ထွက်ချင်မရပါဘူး15လနေလို့မရပါဘူးအဲ့တဲ့ဆိုတော့တော့ခွဲထုတ်တဲ့အခြေအနေတွေရှိဆိုတော့ဘာပဲပြောပထမအိမ်တအိမ်ကျွန်တော်ချိန်တိုင်းထွက်ရပါတယ်လို့ဒုတိယအိမ်ကတော့ကျွန်တော်မြင်နေတဲ့အဆောက်အဦတွေပါကျွန်တော်ဝယ်တယ်ကျွန်တော်နေတယ်အနည်းဆုံးလူတစ်ယောက်ဖြစ်လာတယ်ခိုးလုံဖို့အတွက်အဆောက်အဦတစ်ခုကလိုအပ်ပါတယ်အဲ့ဒီအိမ်ကလည်းဘလောက်ပဲခိုင်ခန့်အောင်ဆောက်ထားဘာနဲ့ပဲဆောက်ထားဒီနေ့တော့အချိန်ပျက်စီးတော့မှဖြစ်ပါတယ်ကျွန်တော်သိပါတယ် Twin Star ပါနော်တိတ်ကြီးကောင်းမြတ်တယ်ဒါပေမဲ့မမျော်လင့်ဘူးဆိုတော့ဘယ်လိုပဲဖြစ်ပါအကောင်းကြီးရှိနေတဲ့တက်တန်းကြာလာပျက်စီးတော့မယ့်အရာပဲအဲ့တော့နံပါတ်3အိမ်အနေနဲ့ကျန်းစာမှာကျွန်တော်ရဲ့ခန္ဓာကိုယာယီပဲလို့ပြောထားပါတယ်။နင်ကောခန်းကြီး9တက်ကနေ4ထိပတ်ချင်ရပါနင်ကောခန်းကြီး9တက်ကနေ4ယာယီတဲ့ဖြစ်တဲ့ငါတို့အိမ်ကပျက်စီးသွားရင်တဲ့ကောင်းကင်နိုင်ငံမှာလွတ်လပ်နဲ့မလုပ်တဲ့ခြာဝရမိတ်ဆခြာဝရတည်တဲ့အိမ်ကျွန်တော်တို့ရှိပါတယ်မိတ်ဆွေဆိုတော့ဒီခန္ဓာကယာယီတဲ့ပဲမိတ်ဆွေကျန်းစာမှာဖွင့်ချင်ထားတာအိမ်တော်မပြောယာယီတဲ့လေးပဲမိတ်ဆွေတင်ဘလောက်ကောင်းပြင်ထားလဲတင်ဘလောက်ကောင်းတဲ့ဟာတွေတတ်ဆင်ထားလဲတင်းရဲ့အသားယူဘလောက်လှပအောင်လုပ်နေလဲမိတ်ဆွေတင်အလွန်ဆုံးလောကမှာတက်ရှင်ရဘလောက်နှစ်120ထောင်းမိတ်ဆွေတင်ထားရမယ်တင်ခန္ဓာတင်မပါဘူးမိတ်ဆွေတင်ဘလောက်ချစ်တယ်ဆိုတော့သူတင်ဒီလွိုင်းတင်3ရက်ထပ်ပုံမထားတော့ဘူးတင်ဘလောက်ချစ်တဲ့စနီးများမိတ်ဆွေညီကောင်မောင်မဖြစ်ပါဒီခန္ဓာမှာကျွန်တော်တို့ဝိညာဉ်ဆိုတော့ရှိလို့ကျွန်တော်တို့တန်ဖိုးရှိနေတာဖြစ်တယ်မိတ်ဆွေနံပါတ်4ကျွန်တော်ခန္ဓာထဲကနေကျွန်တော်တို့ဝိညာဉ်ထွက်သွားတဲ့အခါမှာနေဆာထာဝရတည်တဲ့အိမ်ကိုကျွန်တော်တို့ရောက်ပါပြီဆိုတော့ဒီကျွန်တော်ဒီအိမ်ကြောင့်အိမ်ရှာရင်းနဲ့ပေါ့နော်အိမ်ကြောင့်စဉ်းစားမိတဲ့အခါမှာကျွန်တော်တို့နေဆာထာဝရတည်တဲ့အိမ်ကိုရောက်ဖို့အတွက်ကျွန်တော်တို့အရောက်စီတိုင်းကိုဘုရားကအလိုရှိပါတယ်ကျွန်တော်တို့လောကအရာတွေကကျွန်တော်ဘလောက်ရှာဖွေစူးစမ်းအချိန်ပေးမယ်တနေ့ထားခဲ့ရအောင်ဆိုတော့ဒီနေဆာထာဝရအိမ်ကိုဝင်စားခွင့်ရတာခရစ်တော်ကိုယုံကြည်ခြင်းအပြင်ဖြစ်တယ်ကျွန်တော်လောကကြီးရဲ့မှာနော်ခရစ်တော်ကကောင်းကင်နိုင်ငံကိုမတက်ခင်မှာသူနောက်ဆုံးတပည့်ရောလူမျိုးတော်တော်ပြီးငါလည်းပဲဖြစ်စေပါတဲ့ခမင်းတို့တာတော်တန်ရှင်တော်ဝိညာဉ်တော်နာမနဲ့ဗတ္တိဇံကိုပေးပါအဲ့လိုခရစ်တော်ကအဲ့ဒီအထက်အရာအကြောင်းကိုများများပြောတာပေါ့နော်ဆိုတော့မင်းတို့ရှားလောကအရာတွေမပြောလို့ရှိရင်မင်းတို့သူတပည့်တွေကိုလည်းအမြဲတမ်းပြောတယ်မင်းတို့နှဆိုးတွေနင်ထုတ်နိုင်တာနင်တို့တကိုးပြတယ်အဲ့မှာဝမ်းမတာနဲ့မင်းတို့ရဲ့နာမည်စင်းနဲ့ကောင်းကင်နိုင်ငံမှာရှိတယ်ဒီချက်တာ၍ဝမ်းမြောက်စရာကောင်းတဲ့တည်င်းကမရှိဘူးခရစ်တော်အဲ့ဒီအတွက်ကြွလာတာနော်ဆိုတော့ခရစ်ဝင်ကျမ်း၄ခန်းစလုံးမှာအိမ်ဂေလိလေးတွေပဲများတော့ဖြစ်ပြောတယ်ဒီနေ့ကျွန်တော်ညီကောင်မောင်မတွေမိသားစုတွေမှာခရစ်တော်ကိုမယုံကြည်တဲ့လူတွေအများကြီးရှိမှာပါထို့အတွက်ကျွန်တော်ရောက်စတဲ့မှာတောင်းရှိတယ်မိတ်ဆွေကျွန်တော် IKBC တင်းတော့ဒီထောင်လာတာ2နှစ်ကြာမယ်3နှစ်ကြာမယ်5နှစ်ကြာမယ်ဘယ်တော့ပဲကြာကျွန်တော်တို့အားဖြင့်တယောက်မှမပြောင်းလဲဘူးဆိုရင်တော့ဒီတင်းတော့ဘာအတွက်ရက်တည်နေရလဲစဉ်းစားစရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နော်တရားဟောလို့လည်းဖြစ်သွားတယ် sorry ပါကျွန်တော်ခံစားရတယ်ပေါ့နော်ကျွန်တော်တို့နေတိုင်းတက်ရှင်နေပေမဲ့ကျွန်တော်တက်တာမှာဝိညာဉ်တွေမြောက်များဆိုတော့ကျွန်တော်သိနေပါတယ်မြင်နေပါတယ်ကျွန်တော်ခင်မင်တဲ့လူတွေပဲသူတို့ကတင်ချင်းကိုမရသေးဘူးသူတို့တွေပဲသွားမလဲမိတ်ဆွေ